တာမန်စိုက်ပျိုးတာနဲ့ JB စိုက်ပျိုးတာနဲ့နည်းနည်းတော့ကွာဟမှုရှိတာပေါ့ရှိရဖို့ဆိုတာဒီတောက်ပိုင်းကျွန်တော်တို့ဒီထွက်တဲ့သီးနှံကစာရီပေါ့နော်ပြန်ရောင်းတဲ့အခါမှာလည်းဒီ JB နဲ့စိုက်ပျိုးတဲ့အခါကျတော့ဈေးကွက်ကဈေးကောင်းတစ်ခုရတယ်ပေါ့နော်တာမန်စိုက်ပျိုးတာတဲ့စားလို့ရှိတယ်လေအဲ့ဒါလည်းကျွန်တော်တို့အတွက်ဝမ်းသာစရာပါကောင်းပါတယ်ပြီးခဲ့တဲ့နှစ်ကပေါ့ပဲမဆိုင်ခင်ကျွန်တော်စီဝန်ထမ်းနေစင်တယ်လေဟိုဟာ JB စနစ်စိုက်ပြဖို့အဲ့လာဟောပြောတဲ့ခါကျကျွန်တော်စိတ်ဝင်စားတာပေါ့နော်အဲ့အနေတော့အဲ့ဒီဝန်ထမ်းတွေဟိုဟာသူတို့ညွှန်ကြားတဲ့အတိုင်းပေါ့ကျွန်တော်အဲ့အတိုင်းစိုက်တော့ပေါ့စိုက်တဲ့ခါကျတော့ပဲပေါ်ချိန်ကြတော့လဲပေါ့နော်အဲ့ပဲကိုသွားပြီးတော့စစ်ဆေးတဲ့ခါကျတော့ JB လွတ်တာတွေ့ရတာပေါ့နော်ကျွန်တော်ပဲတွေပေါ့နော်အကုန်လုံးဟုတ်ကဲ့အဆင်ပြေပါတယ်ဟုတ်ဒီတိတာတော့ကြာပြီပေါ့ဒါပေမဲ့လှုပ်ဖြစ်တာတော့ဒီနှစ်ထဲမှာပဲဒီနှစ်ထဲမှာလှုပ်ဖြစ်တာပါသူ့ရဲ့စနစ်တကျစိုက်ပျိုးနည်းပေါ့နော်ခုဒီမစိုက်ခင်မှာလဲသူ JB ကတင်နန်းနေပါညာပြီးရလေတစ်ချိန်နှစ်ချိန်ပေါ့နော်နောက်တစ်ချက်ကဒီစိုက်ပျိုးချိန်မှာကောဟိုဒီ JB ဝန်ထမ်းတွေကကွန်းဆင်းပြီးတော့ဟိုတင်နန်းပို့ချလည်းရှိရယ် JB စနစ်ကတော့ကျွန်တော်တို့ကိုဘရာသာကုမ္ပဏီမြင့်မြတ်တော်ဝင်ကနေပေါင်းဆက်ပြီးတော့ဒီစနစ်ကလေးကိုဖော်ဆောင်ခြင်းပါတယ်ဆိုပြီးတော့ကျွန်တော်တို့ခြေရွာမှာသူတို့ဒီစနစ်ပေါ်ဆောင်ဖို့လာပြီးတော့ဒီလိုဆွေးနွေးပါတယ်ကျွန်တော်တို့လည်းဒီပေါ်မှာဆွေးနွေးဖို့ကျွန်တော်အသက်တွေရောပါဝင်ပြီးတော့ဆောင်ရွက်ပါတယ်ဟုတ်အရမ်းပဲဝမ်းသာကုန်မိပါတယ်ကျွန်တော်တို့ဒီတုတ်တောင်သားလေးဆိုတာလေဒီလဲထဲမှာပဲစိုက်နေတာဒီလိုမျိုးခန်းတိုင်းလည်းမတက်ဘူးပေါ့နော်အခုခါကျတော့အခုလိုတက်ခဲ့ရတဲ့အတွက်လည်းအရန်ဝမ်းသာမိပါတယ်ဒီကိုဘရာဇာနေပြီးတော့ဒီနီးစနစ်တွေပေးတယ်ပေါ့နော်တင်တန်းတွေပို့ချတယ်ပြီးတော့ပို့သက်စီတွေဘယ်လိုတောင်းရမလဲဆိုပြီးကျွန်တော်အဲ့ရနေပဲစတည်လာတာပါထူးခြားမှုကတော့ခါတိုင်းပေါ့နော်ဟိုပါပေါ့သတ်မှတ်ထားတဲ့ဟိုမတုံးရတဲ့ဟိုဆေးပေါ့ဗျာဟိုပြောရရင်တော့အဲ့လိုမျိုးတွေကျွန်တော်ရှောင်ရှားပြောပေါ့နော်ဟိုသတ်မှတ်တဲ့ဆေးတွေပေါ့နော်အဲ့ဒါတွေပဲကျွန်တော်တုံးတာပေါ့အဲ့ဒါတော့ဓာတ်ကျွင်းလွတ်တာပေါ့ဒီနောက်ပိုင်းမှာကျတော့တစ်ချက်ဒီစိုက်ပျိုးခုပြီးရဲ့ຢာတွေကပဲစိုက်ຢာတွေပေါ့နော်ပဲစိုက်ຢာတွေမှာဆိုလို့ရှိရင်ဒီဓာတ်ကျွန်းဘာညာပေါ့နော်အခုဖြစ်နေတဲ့ဒါတွေကိုလည်းဓာတ်ကျွန်းလွတ်အောင်ပေါ့နော်စိုက်ရမယ်ဤပညာပေါ့အဲ့ဒါလိုက်ပြီးတော့သူဝန်ထမ်းတွေကိုကွင်းဆင်းပါတယ် JB နဲ့စိုက်ပျိုးတဲ့အခါမှာကျွန်တော်တို့ကအစင်းစင်းစိုက်ပျိုးတဲ့အခါမှာသူကတော့ပြောမယ်ဆိုရင်တော့ history ပေါ့ဒီရဲ့တင်းနံတစ်ခုရဲ့ history ကိုကျွန်တော်တို့ကတွားတဲ့ပုံစံမှာကျွန်တော်တို့မျိုးစေ့စပြီးတော့ချမယ်အချိန်ပြီးလို့ချင်းမျိုးစေ့ချပြီးတော့ကျွန်တော်တို့15ရက်မှာဒီနှုတ်နေတဲ့ဆေးလေးတွေကိုအပင်ငယ်တွေမှာဖြန်းတာလေးရှိတယ်။ဒါကပြီးသွားလို့ရှိရင်ကျွန်တော်တို့တလားသားတော့မှသူဆေးလေးတွေသူပေါ့နော်တကူလက်ရှိနိုင်ငံတော်ကြီးခဲ့တယ်ပြောတဲ့တာမီယာတောင်စင်ဆေးကိုလည်းကျွန်တော်တို့မတုံးတော့ဘူးသူကလည်းဆေးလေးနဲ့များတယ်။အဲဒါကြောင့်ဒီပေါ်မှာကျွန်တော်တို့ကဆေးတွေကိုလည်းကူးဆိုင်တုံးရင်းနဲ့ JB ကိုပုံဖော်ပြီးတော့တွားနေတာပါ။အဲဒါမလို့ဒီဓာတ်ကျွင်းတွေပေါ့လက်ရှိလွန်နိုင်မှာလွတ်ပြီးတော့ဒီနောက်မှာသူတို့လည်းအကုန်လုံးကိုဘရာသာတို့မြင့်မြတ်တော်ကတော့ပဲဝယ်တဲ့နေရာမှာဆက်ပစ္စည်းတွေနဲ့စမ်းတက်ပြီးတော့မှကျွန်တော်တို့ဓာတ်ကျွင်းလို့မလို့ဓာတ်ကျွင်းလို့တဲ့ပဲကိုဈေးပို့ပေးပြီးဝယ်တဲ့အတွက်လည်း JB ရဲ့တောင်သူတွေကလည်းဝန်တာပါတယ်ဒီပေါ်မှာလည်းအဲ့လိုလေးပေါ်ဆောင်ပြီးတဲ့အတွက်အခြားသောတောင်သူတွေကလည်းအခုဆိုလို့ရှိရင်ဒီ JB ကိုဝင်ကျင်တယ်ပေါ့နော် JB နဲ့ပေါင်းဆက်ပြီးတော့လှုပ်ချင်တယ်လို့ပြောပါတယ်ကျွန်တော်တို့ဒီ2025-26ပွဲကိုကျွန်တော်တို့ကတောင်သူ900ပေါ့ဒီကိုဘရာသာနဲ့မြင့်မြတ်တော်များနေပြီးတော့ဒီပေါ်မှာ JB အတွက်ကျွန်တော်တို့မြေယူခြင်းစံသက်စိုက်ပျိုးခြင်းအားလုံးကိုဆောင်ရွက်ပြီးတော့ဒီနေ့အခမ်းအနားတွေအောင်မြင်စွာနဲ့ရောက်လာခြင်းဖြစ်ဘလို့ကွာခြားဆိုကျွန်တော်တို့အတွက်ဒီပေါ့နော်စားသုံးလူတွေအန်ရကင်းရှင်းတာတို့အဓိကပေါ့နော်အဲ့လိုမျိုးလေးတွေတောင်လူတွေအားလုံးကတော့အကုန်လုံးစိုက်ပျိုးနေပါပြီပြီးတော့ကျွန်တော်တို့အတွက်လည်းကုန်ကြမှုတွေအရန်တက်တာပါတယ်ကျွန်တော်ဒီတော့ဆိုဆေးတွေအရန်ဖြန်းကြတယ်အခုကျတော့ဆေးတွေလည်းပေါ့နော်လျှော့သွားတယ်ပေါ့လျှော့သွားတော့ဟုတ်ရှိရပါတယ်ရှိရဆိုတာဒီကဟိုဘယ်လိုချိုးအရာတွေကလိုက်နာလို့မလွယ်တဲ့အရာလည်းရှိတော့ရှိရလေဝန်ထမ်းဒီအလုပ်သမားခက်ခဲတွေကြောင့်ပေါ့နော်ဒါပေမဲ့အတက်နိုင်ဆုံးကတော့ဟိုလောက်တော့အဆင်ပြေပါတယ် JB နဲ့လောက်တာတော့ JB နဲ့စိုက်ပျိုးခြင်းအပြင်ကျွန်တော်တို့လက်ရှိရင်တော့ဆိုရင်နားမလဲပဲနဲ့ဆေးတွေဖြန့်တဲ့အတွက်ကုန်ကြမှုများတယ်အဲ့တော့ဒီဆေးပေါ်မှာလည်းနောက်တစ်ခါ food safety ဖြစ်တဲ့အစားအစာဘေးကင်းလုံခြုံရေးအတွက်ကိုကျွန်တော်တို့လည်းပဲအများပေါ့ကျွန်တော်တို့တောင်သူတွေကလည်းကျွန်တော်တို့ပြည်သူတွေအတွက်လည်းဝိုင်းဝန်းပြီးတော့ပေါ့အခြားသောကမ္ဘာနိုင်ငံအသီးသီး
ပြည်သူတွေကလည်းပြည်သူတွေဖြစ်တဲ့အတွက်သူတို့လည်းပဲဖူးစေတီဖြစ်တဲ့အန်ဒီရကင်းနဲ့ဘေးအန်ဒီရကင်းတဲ့အစားအသောက်ကိုစားစေနေတယ်ကျွန်တော်တို့လည်းသူတို့ချမှတ်ပြီးတဲ့တင်နန်းကပြောတဲ့ဘုဒ္ဓရာနဲ့ပေါင်းဆက်ပြီးတော့ကျွန်တော်တို့ရဲ့ရှိတဲ့ဘုဒ္ဓနာပေါင်းဆက်ပြီးစိုက်ပြီးတဲ့အတွက်အခုလိုအခမ်းအနားတွေအောင်မြင်ပြီးတော့ဒီနေ့အခမ်းအနားတွေရောက်လာခြင်းဖြစ်ပါတယ် ဘယ်လိုပြည်သူတွေပြောတော့အဓိကတော့ကျွန်တော်တို့ပေါ့နော်ကျွန်တော်သိတာအခုကျွန်တော်တို့အခုဒီနိုင်ငံမှာပေါ့နော်အရန်ကင်ဆာတွေခံစားနေရတယ်ပေါ့နော်အခုဒီလိုမျိုးဒါ short သွားပြီဆိုရင်တော့ဒီယောဂကျွန်တော်တို့လည်းဒါဟိုအနေကင်းပဲပြီးတော့ကျွန်တော်တို့ထုတ်လိုက်တဲ့ပို့ကောင်တွေလည်းတခြားနိုင်ငံရောက်သွားတဲ့ခါမှာဒါအနေကင်းကင်းနဲ့ရောက်သွားတော့ကျွန်တော်တို့အရန်ပဲပေါ့နော်ဒါကုသိုလ်ရလည်းခေါ်တယ်ပေါ့ ရင်းထဲမှာရှိပါတယ်နောက်ကိုလေဒီနဲ့ဟိုဟာကောင်းအောင်ပေါ့ဖြန့်ဝေဖို့လေဟိုဟာတိနတ်ဆိုင်ဖို့ဟုတ်နောက်နေ့ကို JB စနစ်နဲ့စိုက်ပျိုးကြပါလို့เนาะကျိုးမြတ်ရှိပါတယ်လို့ဒီတက်ထိလဲဟောကောင်းအောင်လုပ်နေမယ်လို့ကုမ္ပဏီဘက်ကလည်းဗောနော်ဒီတက်ကောင်းအောင်တော့လုပ်မယ်လို့မျှော်လင့်တာပဲဗောနော် ရှိပါတယ်ရှိရဲဆိုတာဒီတာမန်စိုက်ပျိုးတာနဲ့ JB စိုက်ပျိုးတာနဲ့နည်းနည်းတော့ကွာဟမှုရှိတာပေါ့ရှိရဖို့ဆိုတာဒီတောက်ပိုင်းကျွန်တော်တို့ဒီထွက်တဲ့သီးနှံကစာရီပေါ့နော်ပြန်ရောင်းတဲ့အခါမှာလည်းဒီ JB နဲ့စိုက်ပျိုးတဲ့အခါကျတော့ဈေးကွက်တစ်ခုကဈေးကောင်းတစ်ခုရတယ်ပေါ့နော်တာမန်စိုက်ပျိုးတာထက်စားလို့ရှိရင်လေအဲ့ဒါလည်းကျွန်တော်တို့အတွက်ဝမ်းသာစရာပါပဲကောင်းပါတယ် အာရောဂျန်ပရမန်လာbanဆိုတော့ကျွန်တော်တို့ကတော့ဒီချမ်းမာချင်းလက်တစ်ပါးဖြစ်တဲ့အတွက်တော့အားလုံးဒီလာလုပ်ပေးတဲ့ကုမ္ပဏီတွေရောကျွန်တော်တို့ရောအားလုံးဒီချမ်းမာဖို့အတွက်လုပ်ရတဲ့ကိစ္စကတော့ကျွန်တော်တို့အကောင်းဆုံးလုပ်မှာပါဖြစ်ဆွဲပြောချင်တာလေးကတော့ကျွန်တော်တို့လည်းဒီကိုပရာသာကုမ္ပဏီနဲ့မင်းဘတ်တော်ဝင်ဝန်ထမ်းများအားလုံးပေါ့နော်အထူးပင်ဒီ GAB စနစ်ကလေးပုံဖော်ပြီးတဲ့အတွက်အထူးပင်ကျေးဇူးတင်ပါတယ်ဒီကြားထဲမှာလည်းပဲဆက်ဆက်ပြီးတော့ကျွန်တော်တို့တွေစူးစမ်းအားထုတ်မှုနဲ့ဒီနေ့ဆိုလို့ရှိရင်တောင်သူ900ပေါ့ရွာ40ရဲ့နောက်နေ့တွေမှာလည်းတောင်သူ1000ကနေရွာ100ဝန်းကျင်လောက်ဆက်လက်ပြီးတော့စူးစမ်းသွားမယ်ပါလို့သူတို့လည်းစူးစမ်းသွားမယ်လို့ကျွန်တော်လည်းရည်မှန်းထားပါတယ်ကျွန်တော်ကတော့အထူးဝမ်းသာပါတယ်တောင်သူများရဲ့ကူစားပေါ့အဲ့ဒီပုံမှာလည်းဒီຢာလေးဒီရခန်းသားလေးမှာဒီ JB လက်မှတ်အတိမပြီးလက်မှတ်တက်ယူရတဲ့အတွက်တောင်သူများရဲ့ကူစားအားလုံးကျေးဇူးတင်ပါတယ်ပြောချင်ပါတယ် အမတ်တရဘယ်လိုရှိလဲဆိုတော့ပထမပိုင်းမှာတော့ကျွန်တော်တို့ကတိတ်ပြီးတော့မသိဘူးပေါ့နော်နောက်ပိုင်းကျတော့ဒီလိုမျိုးကျွန်တော်တို့ကလည်းဟိုပေါ့ဘယ်လိုပြောရမလဲကုန်ကြမှုလည်းနည်းတယ်စားသုံးတွေလည်းအန်ရကင်းတယ်ဆိုတော့လေအဲ့လိုအမတ်တရလေး စဉ်းစားဆိုတော့ဟိုအလွယ်ပြောရင်ပေါ့ဗျာဖြစ်ကလက်ဆန်းစိုက်ပျိုးတာနဲ့စနစ်တကျစိုက်ပျိုးတာနဲ့ကွာခြားတာပေါ့နော်ဖြစ်ကလက်ဆန်းစိုက်ပျိုးတဲ့ခါကျတော့သိပြီးတော့ဒီသီးနှံထွန်နှုံးမှာလည်းစုပ်တယ်လို့နောက်ပြီးတော့အခုဓာတ်ကျွန်းကြောက်တဲ့ဒီဓာတ်ကျွန်းကိစ္စမှာလည်းကျွန်တော်တို့အရန်ကြီးစိုးရတဲ့ပါပဲပေါ့ဒီ JB နဲ့စိုက်တဲ့ခါကျစနစ်တကျစိုက်ပျိုးတဲ့ခါကျတော့ဒီဓာတ်ကျွန်းလွတ်တဲ့ထဲလည်းဟိုအဆင်ပြေတယ်ပေါ့ဗျာအကုန်လုံးဒီသီးနှံမှာလည်းထွန်နှုံးပါညာစားလေးအကုန်လုံးအဆင်ပြေတယ်ပေါ့စနစ်တကျဖြစ်သွားတဲ့အတွက်ပေါ့နော်ဝမ်းသာပါတယ်ကျွန်တော်အခုလိုရတဲ့အတွက်လည်းအတိုင်းမျိုး တောင်သူတွေအတွက်ကတော့ GAB စနစ်ကတော့အများကြီးကြိုးပြပါတယ်သူတို့အတွက်အကုန်လုံးကျွန်တော်တို့စားရပါနောက်ပိုင်းစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်တဲ့အခါမှာသူတို့တွေကစိန်ခေါ်မှုတွေကိုကျော်လွှားနိုင်တဲ့အဆင့်ကိုရောက်သွားမှာဒီ GAB နဲ့လက်တွဲပြီးတော့စိုက်ပျိုးသွားမယ်ဆိုလို့ရှိရင်လက်ရှိမှာစိန်ခေါ်မှုများလာတဲ့အစားအသောက်ကိစ္စတွေဖြစ်လာတာဒီဟာကိုကျွန်တော်တို့ကျော်လွှားသွားနိုင်မယ်လို့ကျွန်တော်တို့ယူဆပြီးဆက်လက်ပြီးလှုပ်ဆောင်နေပါ ဒီနေ့ပွဲမှာတော့ဒီဝင်ကြီးချုပ်နဲ့လည်းတွေ့ရတယ်ပြီးတော့ဒီတိုင်းအဖွဲ့တွေနဲ့တွေ့ရတဲ့အတွက်လည်းအရန်ဝမ်းသာပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ဒီပေါ့နော်ဒီတောတောင်သားတွေကိုလည်းပေါ့နော်ဈေးကွက်ကောင်းလေးတစ်ခုရအောင်ပေါ့နော်ဆက်ပြီးတော့ဂျီဗီနီနဲ့စိုက်ပျိုးသွားပါမယ်လို့ပြောကြပါတယ် လက်လန်းမိတလောက်ပေါ့နော်ကိုပတ်ဝန်းကျင်ကိုရက်ရွာမှာလည်းအခုလိုပဲပေါ့နော်စနစ်တကျပေါ့နော်အဓိကတော့ဟိုစနစ်တကျစိုက်ပျိုးဖို့ဟို sharing လုပ်ပေးဖို့လည်းစိတ်ကူးချက်ရှိပါတယ်